ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ဓာတ်ပုံဝါသနာရှင်တယောက်ပါဒီမှာဒီနေ့ဓာတ်ပုံလာရိုက်ဖို့လို့အတွက်နေရာလိုက်ရှာဒီမှာဒီနားမှာလောစေဒီဘက်ဒီထက်လာကြည့်ရတယ်ဒီဘက်ဘာမှမရှိဘူးဒီမှာလမ်းလျှောက်တဲ့နေရာပဲရှိတယ်ဒီတော့ဟိုဘက်ကတိုက်ခန်းနေတဲ့သူချင်းဒီဘက်မှာလာပြီးမိုးချုပ်လမ်းလျှောက်တဲ့နေရာပဲရှိကျွန်တော်အပေါ်မှာဘာရှိလဲမသိဘူးတက်ကြည့်လိုက်အောင်ဆိုတော့ဟိုနားမှာရေးထားတယ်မွေတော့တတိထားပါတဲ့မွေတော့ရှိရပြောရပေါ့ဟိုရှေ့နားမှာတော့တွေ့ခဲ့တယ်ဒီရှေ့ဆက်ပြီးတော့လာရတာဘာမှရှိမလဲဘာမှတော့မရှိဘူးတော်ကြီးရရှိတယ်နားတာဤတဲ့ချိန်ဆိုတော့တစ်ပင်တွေကလည်း6ကပ်ပြီးတော့စိမ့်ဆိုတော့မရှိဘူးစိမ့်ဆိုရှိတာတွေနော်ထင်းရှူပင်လောက်ပဲရှိတယ်ဘက်ကလူနေတိုက်ခန်းနေဆိုတော့ဒီဘက်ကတော့ဖြစ်နေအမှားတော့မရှိဘူးဒီဘက်လည်းပဲလုံချင်းနေကြည့်တယ်ဟိုဘက်ကတော့အမှားတွတ်တယ်ဒီဘက်ကလုံချင်းရှိဘီလာပေါ့ဘီလာသဘောမျိုးပဲဒီကတော့ဓာတ်ပုံလာရိုက်ကိုနေရာလာကြည့်လိုက်တယ်ဟိုရှိနားမှာတော့တွေ့ခဲ့တယ်ဒီနားထက်လာကြည့်တာဒီနားတော့ဟိုလိုတော်ကြီးတော့မဟုတ်ပါဘူးလမ်းလျှောက်လို့ကောင်းဒီနားမြေလွတ်ပေါ့သူတို့ကတော့အဲ့တဘောပါလာတော့လာတာနေရာလေးကမစိုးကြီးတော့ကြီးတယ်ဒီချိန်ကဒီအောက်မှာတော့ရိုက်လို့မရဘူးရိုက်လို့မကောင်းနေအကွက်ကွက်တင်နေစရာရှေ့ဆက်ကြည့်လိုက်အောင်ဓာတ်ပုံရိုက်တာတော့ဒီမှာတော့တိတ်မကောင်းဒီနားလေးကနည်းနည်းဒီနားရိုက်လို့တော့ကောင်းတယ်ဒါပေမဲ့ဒီမှာခုအချိန်ကနေရနည်းနည်းမြင့်နေဆိုတော့ရမ်းပြည့်နေတယ်လမ်းလျှောက်လို့တော့ကောင်းတယ်ဒီနားဆိုဒါဟျံနန်းဘက်ဟျံနန်းဒီဘက်ယူတန်းကြီးဘက်ပေါ့လေဒီဘက်မှာရောက်တယ်အမေတော့မကြည့်ဘူးဆိုပေမဲ့ဟိုဘက်ကနေဒီဘက်ဆိုတော့တော်လေးတော့ရှည်တယ်ဗျဘိုးမထက်ရှိသေးဒီကလည်းလုံချင်းနေဘီလာသဘောမျိုးတွေပဲဒီဘက်မှာထက်ရှိသေးအော်ဒီနားမှာခဏနားလို့ရတဲ့နေရာရှိတာလမ်းလျှောက်တော့လို့ရလမ်းဟုတ်တယ်ကင်မရာထဲမှာတော့လုံးဝလှနေနေရအလင်းအောင်လေးနဲ့တစ်ပင်ဒီအရွက်မရှိဘဲနဲ့ကျူးလူကျဲတဲ့နေဆိုလိုက်တင်နေတာကွက်တီကွက်ကြအလင်းဖောင်းနေဆိုတော့ဆိုလို့မဆိုဘူးရှစ်ဆက်ကြည့်လိုက်အောင်မပါရရှိမှာဘာမှတော့ရှိမှာတော့မပေါ့ဒီတိုင်းလမ်းလျှောက်လို့ပြင်းပြလမ်းလျှောက်တဲ့နေရာပါပဲတာရတယ်ဗျာဘလုံးကန်အောင်ပါ20ပိုင်စင်းနေကန်တော့မှတည်းဒီချက်တော့ကန်မကောင်းနေရရာဒီဦးကိုနည်းနည်းအရင်ကြီးရထလည်းမပါသေးဘူးဆိုမဲ့ကျွန်တော်တော့နေရထူတဲ့ဝက်လာသူအားကစားလို့ဒီမှာတွေတော့အသာရနေရလေအလင်းအောင်လည်းရှိတယ်လေးလည်းတိတ်တိုက်ပြီးဆိုတော့ easy ပဲ20တော့စင်းနေတယ်ဒီကတော့ကျွန်တော်ကြည့်လိုက်အောင်ပဲဘယ်ကဘာကစားကုန်လဲမသိဘူး